ကျေးတော်ရှင်ဆရာတော်ရှင်မြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်တပိုးတယ်လာဇန်17ရက်2023ခုနှစ်ဇန်နဝါရီလ31ရက်အင်္ဂါနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောနှစ်ဖက်တော်မိဘများကိုယေရှုမှုထား၍ USA နိုင်ငံနေဥမိုးကျော်ကျော်ဒေါ်နန်းဆန်လှိုင်းသားဆန်ရဲထက်သမီးနမ်းမြတ်နိုးကျော်မိသားစုပွန်နာရန်အောင်ရီမွေးနေ့လူဦးတန်းဝင်းမိသားစုဆရာလေးဒေါ်ဟေမဝါနဲ့ထိုင်ဝမ်နိုင်ငံမြန်မာကရုဏာလက်များအဖွဲ့ဦးသက်ထွန်းဒေါ်ခင်မာမြင့်မိသားစုမိခင်ကြီးဒေါ်ကျင်တိအမှုထား၍ဒေါက်တာအေးအေးငွေအေးအေးတန်းမိသားစုခင်မွန်ကြီး7ပါးအမှုထား၍ခေတ္တစင်ကာပူနိုင်ငံနေကိုစောမင်းတန့်မတိတာလိုင်းမိသားစု10နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်အလှဦးချင်းမိထေဒေါ်ချိုချိုသမီးဒေါ်ပူပူတိတ်ဒေါ်ခင်စိတ်ဝင့်ဦးအောင်သူဖြိုးဦးထက်အောင်ဒေါ်စင်စင်မာမအိတ်ချိုထွန်းမြေပန်စုပြည့်မိသားစုရေစကြိုမြို့နေကွယ်လွန်သူဖခင်ကြီးဦးလှဆောင်ဒေါ်ခင်အေးတရားရုံးချုပ်ရှိနေဦးမော်နီအားယေစုကြီးဦးအောင်မိုးဒေါ်လေးစုမိသားစုကွယ်လွန်သူဖခင်ကြီးဦးမင်းစင်အားယေစုကြီးကိုရဲလင်းဦးမတင်းတင်းနွယ်ရွှေနဒီအလောက်ကုန်မိသားစုရန်ကုန်မြို့နေဦးကျော်ထွန်းအားယေစုကြီးဒေါ်စိန်စိန်မိသားစုသမီးလေးဖူးမြတ်ပွင့်မောင်ဤ4နှစ်ပြည့်မွေးနေ့အလှမန္တလေးမြို့နေမေတ္တာရင်ခံကြသူများပရဟိတအဖွဲ့ဦးရဲထွန်းနိုင်ဒေါ်စိုးစိုးနွယ်သားဒေါက်တာအောင်ရဲမှန်မိသားစုရန်ကုန်မြို့ဒေါ်သန္တာခိုင်မိသားစုနေပြီးတော့ကွယ်လွန်သူအဖွားတော်ကြီးဦးလေးဦးအောင်နိုင်နဲ့ဒေါ်စန်းရီတို့အားယေစုကြီးဦးစိုးဝင်းဒေါ်ကျူကျူမိသားစုဦးသက်တင်အောင်ဒေါက်တာအေးနွယ်သမီးစုမြတ်သက်တင်မိသားစုရှင်မြတ်မမိသားစုတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နဲ့ဆက်လျင်၍ကျေးတော်ရှင်ပမခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ခြေတော်သုံးခတ်၍ယူသေးစွာလျှောက်တာအပ်ပါသည်ဗျာ1384ခုနှစ်တဘောရလာဇန်17ရက်2023ခုနှစ်ဇန်နဝါရီလ31ရက်အင်္ဂါနေ့၌အွန်လိုင်းမှာဟောကြားအပ်သောသင်္ချာဆရာဤမိဂုံကိုမြတ်ဗုဒ္ဓကဖြေချခြင်းအကြောင်းတရားဒေသနာတော်အဲ့ဆိုလက်ထက်ကခဏကမောက္ကလနာဆိုတဲ့သင်္ချာဆရာတို့ရှိတယ်။ကျောင်းသားတွေကိုသင်္ချာတတ်သင်ပေးတဲ့ဆရာခဏနဲ့ခဏပညာနဲ့အသက်မွေးတယ်လို့လည်းခေါ်တယ်ပေါ့ခဏကအရေးအတွက်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဏနာစီဝသင်္ချာတတ်ပညာနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်လို့အဲ့တော့သူရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားဖြေထားတာလေကနကမောက္ကလနာသုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားလို့ရှိတယ်သူမိဂုဏ်တွေရလည်းပဲအသင်ယုတ်တိရှိတဲ့မိဂုဏ်တွေဖြစ်တယ်မြတ်စွာဘုရားရဲ့ဖြေဆိုမှုကလည်းပဲအဝတ္တန်ရှင်းလင်းတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မသနာယူကြည့်ကြရအောင်မစ္စည်းမနိကေမှာခဏကဩဂလနာတော့သင်္ချာဆရာဖြစ်တဲ့မောက္ကလနာပုံနာသူရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားကဖြေကြခဲ့တာဟာဗုဒ္ဓဝါဒရဲ့ကျင့်စဉ်တစ်ခုဖော်ညွှန်းတာပဲဖြစ်တယ်အဲ့တော့ဒီသုတ္တန်ရဲ့အမေးဖြေကဗုဒ္ဓဝါဒမှာသို့မဟုတ်မြတ်စွာဘုရားရဲ့အဆုံးအမမှာအစဉ်တိုင်းကျင့်ရတယ်ဆိုတာသူလမ်းစဉ်နဲ့သူ
ဖြည်းဖြည်းချင်းတင်သွားတယ်ဆိုတာကိုဖော်ညွှန်းထားတာဖြစ်လို့ဘုရားသာသနာတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့လည်းပြောလို့ရတာပေါ့နော်မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းသာသနာပေါ်ဝင်ပြီးတော့လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းတိုင်းသွားကြတယ်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့လမ်းဆုံးပန်းတိုင်ထီအောင်သွားတဲ့နိစ္စနစ်တွေကိုဒီထက်မှမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့တော့ Buddhist practice လို့ Buddhist practice ဘုရားဘာသာရဲ့ကျင့်စဉ်တစ်ခုဆက်လိုက်ကျင့်သွားတဲ့ကျင့်စဉ်တစ်ခုနော် the way of Buddhist practice ကျင့်ရမယ့်လမ်းစဉ်ကိုဖော်ညွှန်းတာဖြစ်တော့ဘုရားဘာသာရဲ့အနေနဲ့သိသိလိုက်တဲ့သုတ်တန်တစ်ခုလို့ယူဆရတယ်ဒါကြောင့်မို့လို့ဒီသုတ်တန်ရဲ့နိဒံကစပြီးတော့ပြောမှဆိုရင်မြတ်စွာဘုရားကသာဝတိမြို့ရဲ့အရှိဘက်မှာရှိတဲ့ဝိသခကျောင်းမကြီးဆောက်လို့လှူဒန်းထားတဲ့ပုပ္ပယုံကျောင်းပုပ္ပယုံဆိုတာပုပ္ပရာမပုပ္ပဆိုတာရှေ့သာဝတိမြို့ရဲ့အရှိဘက်မှာရှိတယ်စေတဝန်ကျောင်းကတောင်ဘက်နောက်ထောင်မှာရှိတယ်နော်ပုပ္ပယုံကျောင်းကသာဝတိမြို့ရှေ့တကနေထွက်ပြီးတော့သွားတော့ရှေ့ဘက်အစိရဝတိမြစ်ကမ်းဘေးမှာရှိတယ်အဲ့ဒီမှာသာဝတိမြို့ရဲ့ရှေ့ကျောင်းမှာဝိသခာလို့နာမည်ရှိတော့လည်းပဲသာဝတိရောက်တဲ့အခါကျတော့မိဂရမတာဆိုတဲ့နာမည်နဲ့ဒီနာမည်ကိုယူထားတာအဲ့တော့ယူထားတဲ့နေရာမှာအကြောင်း2မျိုးတော့ပြောလို့ရတယ်အများသိကြတဲ့အကြောင်းကမိဂရတထေရဲ့ရောက်ခမတော်တာဝိသခာရဲ့ရောက်ခမမိဂရတထေအဲ့ဒီတထေကြီးကိုတရားဓမ္မသိရှိအောင်ဝိသခာရဲ့စွမ်းဆောင်နိုင်မှုကြောင့်ဝိသခာကိုသူ့အမေအရာသူ့ရောက်ခမကသူ့အမေအဖြစ်သဘောထားပြီးတော့ဆက်ဆက်တာမို့ဝိသခာမိဂရမတာမိဂရရဲ့မိခင်လို့သူတို့ဆိုတယ်အဲ့ဒီတဲ့ပိုယုတ်တိရှိတာတော့ဒါလည်းသူ့ဟာနဲ့သူဟုတ်နိုင်တာပဲလေပိုပြီးယုတ်တိရှိတာတော့ရောက်ခမအမျိုးရဲ့နာမည်တွေမှာမိဂဆိုတာပါတယ်ဒါသူတို့ရဲ့စာတိတ်ဖြစ်ခြင်းဖြစ်မှာပေါ့နော်မိဂဇာလတို့နော်မိဂရတို့အဲ့ဒီမိဂဆိုတဲ့အသုံးမိဂသာလာတို့ဒါတွေကသူရောက်ခမဘက်ကမျိုးရိုးနာမည်တွေဖြစ်နိုင်တယ်ပေါ့မျိုးရိုးနာမည်တွေဖြစ်နိုင်တယ်အဲ့ဒီမဲ့ဝိသခာအိမ်အောင်ကြပြီးတော့ပထမဆုံးမွေးတဲ့ကလေးကိုမိဂရလို့နာမည်ပေးထားတာဖြစ်တယ်ဝိသခာကသာသမီ20ဖွာတယ်သူသာသမီကို20ဒါမှဝိသခာဟာအချမ်းရလွန်များတယ်ဝိသခာဝိတတိပုဒ္ဓနတ္တသစတုရောတတသာသမီက20ကထပ်ပွားတော့မြေးက400အဲ့ဒီကနေတဆင့်ပွားတော့သူရဲ့မြစ်တွေက8000လောက်ရှိတယ်သူဆိုတယ်အရောဂပုဒ္ဓဝိသခမိသားစုဟာကျမကြီးလည်းကောင်းကြတယ်မိသားစုထဲမှာလည်းပဲအဝတ္တမကျမကြီးကောင်းကြတယ်လို့ဆိုတယ်အဲ့တော့ဝိသခအိမ်မှာနာအေးမရှိဘူးလားဆိုမရှိဘူးတော့မဟုတ်ဘူးဥဒဏပါဠိတော်ထဲမှာသူအမတမအာကိုတဲ့ဝေယဝိဆကိုလုပ်တဲ့သူ့ရဲ့မြေကလေးမလေးဆုံးသွားတဲ့အခါမှာ